အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာလူမျိုးတို့ရဲ့အထွတ်အမြတ်ထားရာနှစ်သက်ကူတကြံပွဲတော်ဟာဘလူကနေစတင်ဖြစ်ပေါ်လာခဲ့တာလေဒီဗီဒီယိုလေးမှာပြပြပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe and like လုပ်ထားဖို့မမေ့ပါနဲ့နော်ဒီတော့ဗီဒီယိုလေးကိုစလိုက်အောင်တကြံဆိုတဲ့စကားလုံးကတင်ငေရဆိုတဲ့ပါဠိစကားကနေဆင်းသက်လာတာဖြစ်ပြီးကူးပြောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်ရှေ့တန်နာရီတွေအရာဗမာမင်းကြီးအာတီနဲ့တကြားမင်းတို့ဟာပဟိနီတစ်ခုကိုအနိုင်ရှုံးအလောင်းအစားလုပ်ခဲ့ကြပါတယ်။အရှုံးပေးရတဲ့သူကဦးကောင်းအဖြတ်ခံရမယ်လို့ဂတိပြုခဲ့ကြတာပါ။နောက်ဆုံးမှာတကြားမင်းကအနိုင်ရသွားပြီးဗမာမင်းရဲ့ဦးကောင်းကိုဖျက်လိုက်ရပါတယ်။ဒါပေမဲ့ဗမာမင်းရဲ့ဦးကောင်းဟာအင်မတန်တကိုးကြီးလို့မြေပေါ်ချရင်ကဘာကြီးမီလောင်မယ်။ပင်လယ်ထိပ်ချရင်ရေတွေခန်းချောက်မယ်။ကောင်းကင်ပေါ်ပြစ်တင်ရင်မိုးခေါင်သွားမယ်လို့သိရပါတယ်။ဒါကြောင့်တကြားမင်းဟာဗမာမင်းရဲ့ဦးကောင်းကိုမီးမလောင်ရှိမခန့်အောင်နတ်သမီး9ဖော်ကိုတဦးလင်တနစ်စီအလေးကျကင်ဆောင်ရှောင်းလျှောက်စေခဲ့ပါတယ်။တနစ်ပြည့်လို့နတ်သမီးတစ်ပါးကနေနောက်တစ်ပါးစီသို့ဦးကောင်းလွေးပြောင်းပေးတဲ့အချိန်ကိုတင်းကြံလို့သတ်မှတ်ခဲ့ကြတာပါ။နေဟောင်းကအညစ်အကြေးတွေကိုစိတ်တော်တန့်စင်ပြီးနှစ်တစ်ကိုအေးအေးချမ်းချမ်းကြိုဆိုနိုင်ဖို့အတွက်အတားရည်နဲ့ပတ်ဖန်ကြတာဖြစ်ပါတယ်။ဒါအပြင်တကြံမှာကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတက်ကြီးကိုမိဖဆရာများကိုပူဇော်ခြင်းနဲ့စတူဒီတာကျွေးခြင်းတို့ဟာလေမြန်မာတို့ရဲ့ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုတွေပဲဖြစ်ပါတယ်။အခုဆိုရင်တော့တကြံပွဲတော်ဖြစ်ပေါ်လာပုံကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်။အားလုံးပဲနှစ်တစ်မှာဘေးရန်ကင်းကွာပြီးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်။